လောက်မေးလို့ရမှာနော်ရပါတယ်ဟုတ်ဒီနေရာဘယ်နေရာလဲမသိနော်ဒါဟိုလေရင်ဝင်းခေါ်တာပေါ့ဟုတ်လေရင်ဝင်းရှိပေါ့နော်ဟုတ်လေရင်ဝင်းရှိဒီမှာအိမ်အောင်စုဘယ်လောက်ရှိလဲအိမ်တော်ကဝါလောက်ရှိတယ်200နီးပါးလောက်ရှိနောက်200နီးပါးလောက်ရှိတယ်လူကြီးရောလူကြီးကလည်း200နီးပါးဆိုရင်တော့တော်တော်များတယ်လူကြီးကမပြောကြဘူးဘယ်နေ့တွေကဒီမှာစပြီးနေကြရလဲဟို28ရက်ငင်းလောက်ကြရဟုတ်အခုဒီမှာနေတဲ့သူတွေကလေအိမ်ထိခိုက်သွားတဲ့သူတွေလားဒါမှမဟုတ်ဘေးမှာမနေရဲလို့ထွက်ပြေးနေကြရလားအိမ်ထိခိုက်တဲ့လူတွေလည်းပါတယ်ကျွန်တော်တို့ဆိုရင်အိမ်ကပြိုကျသွားတယ်အဲ့လိုလာနေကြတယ်တချို့ကကြဘေးအိမ်တွေကစောင်းတာတို့ပြိုတာတို့ရှိရလေအဲ့အကြောင်းကိုလာပြီးတော့နေကြတယ်အခုဒီမှာနေတဲ့တစ်လျှောက်မှာအဆင်မပြေတာတွေကပါရှိတယ်အဆင်မပြေတာမေးရတာအားနာပါတယ်အဆင်မပြေမှုတွေကများပါပဲဆက်လောက်ပြောပြလို့ရမှာအဆင်မပြေတာဒီမိုးဝါထိတဲ့ကကြတော့လူတွေထထိုင်ရတာပေါ့မိုးကလုံအောင်ကလေးတွေလုံအောင်လောက်ပေးပြီးတော့အဲ့လိုပါပဲအဲ့လားပဲလားဟုတ်ကဲ့အိတ်တဲ့မိုးမရွာတဲ့နေ့တွေဆိုရင်အိတ်ရတာနေရတာအဆင်ပြေတယ်အဆင်ပြေပါတယ်အဲ့ကြတော့စားရတာရောစားရတာလည်းအဆင်ပြေပါတယ်လာဖို့ကြပါတယ်လူရှင်တွေကမရတဲ့နေ့ရှိလားမရှိဘူးဗျမရတဲ့နေ့ဆိုတာတော့မရှိသေးဘူးတကယ်လို့မရသမင်းဘူးတွေလာပူကြလားသမင်းဘူးတွေလည်းလာတယ်သူ့ဆိုရင်ကြာကံဘူးတွေကြာကံဘူးဟုတ်တကယ်လို့အဲ့ဒါတွေလာပို့တာမရှိဘူးဆိုဘယ်လိုစားကြမလဲစံဒီပါပေးထားရှိတာပေါ့ဗျကိုပန်ကိုဖြတ်စားရတာပေါ့အဲ့လိုချက်စားလို့ရောအဆင်ပြေလားဟုတ်ပြေပါတယ်ဗျရေတွေတို့ဘာလို့အဆင်ပြေလဲရေဦးကတ်တွေလည်းရှိတယ်လေနောက်ဒီမှာလည်းရေကအိုးပင်လောက်ပေးထားတယ်နောက်ပြီးတော့ဟိုကကျတော့ရေချိုးတာတို့အိမ်သာတက်တာတို့ကျတော့ဘယ်လိုဖြစ်ရှင်းလဲဒီထက်မှပဲရှိတယ်ဗျအိမ်သာတွေလောက်ပေးထားတယ်ရေချိုးဖို့ကလည်းရေကန်တွေလောက်ပေးထားပါတယ်ဟုတ်ကဲ့အဲ့ဒါဆိုရင်တကယ်လို့မိုးရွာတဲ့အခြေအနေမှာနေလို့ရအောင်ဥပမာကျုံးပေးနာလို့ပေါ့ကျုံးရှိရလို့ပေါ့နော်မိုးကတဲတွေဘာတွေနဲ့ဆိုလို့ရှိရင်နေရတာပိုကောင်းနိုင်လားအခုတော့သူတို့မနေ့ညစပြီးတော့အိမ်လုံးပုံစံမျိုးလေးပေါ့အဲ့လိုလေးလိုက်လောက်နေတယ်ဆက်ပေးပြီလားစောင့်နေတာလက်တွေလည်းကောင်းထပေါ်နေပါတယ်အကုန်လုံးလုပ်ပေးမယ်လို့ပြောလာဟုတ်တယ်ဝါးတွေမှာထားရောက်မလားဝါးနဲ့လောက်တော့ပြောလာဟုတ်တယ်ကျုံးပြီးတော့ပါလို့ကျတော့ဝါးနဲ့မဟုတ်ဘူးလေကောက်ပြီးတော့ထောင်လိုက်ရုံပဲအမိုးတွေအကာတွေတန်လုံးတွေပါအဲ့လိုမဟုတ်ဘူးလားဝလုံးနေရတယ်ဝလုံးနဲ့လောက်ပါယာယီပေါ့ရှင်းနေမှာဘလို့ဒီမှာနေရတာအဲ့ဒါကြတော့စင်ပြေပြီးကျွန်တော်အကြံရင်ကျွန်တော်ကဒီမိုးကားတွေပါဒီပြန်ပြီးထိတ်ချုပ်ရတယ်ဒီတဲလေးဆိုတာလည်းကျွန်တော်ပြန်ပြီးတော့ဒီအုံလုံးခိုးစီတာဒါအောက်မှာအခြေခံအမားကမရှိတော့လုံးဝစိုက်လို့မရဘူးတဲုံလေးတည်ထားကြမှန်တော့တဲုံလေးတည်ထားတာပေါ့အခုဒီတိုင်းပဲရေရှည်နေလို့တော့မဖြစ်ဘူးပေါ့နော်မဖြစ်ဘူးတကယ်မဖြစ်တဲ့အခြေအနေမှာမိသားစုပြန်နေလို့ရအောင်အဆင်ပြေအောင်ဆိုလို့ရှိရင်အခုမိသားစုအနေနဲ့ဘာတွေလိုအပ်နေလဲလိုအပ်ချက်ကတော့ကျွန်တော်တို့ကအိမ်ပိုင်မဟုတ်တဲ့အတွက်ကျွန်တော်ကတော့လိုပြောမှာတော့သူတို့စောက်ပြီးမှတော့ကျွန်တော်တို့ကပြန်နေလို့ရမှာလေကျွန်တော်ကကြောက်เสียကြောက်เสียမှာအိမ်ရှိတယ်ဒါပေမဲ့အဲ့အိမ်နဲ့ကျွန်တော်တို့ကဒုံငါဒီမှာဆိုတော့ကြောက်เสียသွားလို့မဖြစ်ဘူးပြဟုတ်ကဲ့ဘာလို့မလားအဲ့ဆိုဘာတွေလိုမလဲတကယ်လို့လိုအပ်တဲ့ဟာတွေကပေါ့နော်ကိုမိသားစုကောင်းကောင်းမွန်ပြန်နေရဖို့ခုနကအခုပြောရဆိုနေစရာပေါ့နော်နေစရာလိုမယ်ပြီးရင်ရောတခြားဘာတွေလိုမလဲတခြားဘာတွေလိုမလဲဆိုတော့ကျွန်တော်တော်တော်ဗျာဒီအိမ်ပိုင်နေတဲ့လူတွေဆိုရင်ကျွန်တော်ညီမဆိုရင်အိမ်ပိုင်သူမအိမ်လုံးဝပြူသွားတယ်သူတို့ခင်ဗျာမိုးဆိုးမှဆိုတော့ပြန်မပြင်းနိုင်ဘူးအဲ့လိုဖြစ်နေသူတို့ကတော့ဒီနားလေးမှနေတာသူကတော့မှအိမ်ကဒီအိမ်ကြီးပြူသွားတဲ့အတွက်အိမ်ကပြီးသွားတယ်အိမ်ကပြီးတော့တိုင်နေပါကျူးကုန်တယ်အဲ့ဒီအိမ်ကြီးကဟိုဘက်ကိုပြီးသွားတာအိမ်ကပြူသွားတယ်အိမ်ကပြူသွားတဲ့အတွက်ကျွန်တော်ပြန်မပြင်းနိုင်တာပေါ့ဗျာမိုးဆိုးမှဆိုတော့အိမ်ကလည်းမရှိဘူးလေ
အဲ့တော့လေခုနနေစရာတစ်ခုရမယ်ဆိုတချို့တွေဆိုလို့ရှိရင်ဗျာအဲ့လိုမိုးကတဲတွေလေလက်ကျင်တဲတွေဟိုမှာကျုံးပေးလို့ပါလို့လိုမျိုးပေါ့အဲ့လိုမျိုးတွေသူ့လောက်ရှိတယ် ဒါဒီကောင်ကဒီတန်းလုံးကိုထည့်ကြည့်ဆိုရင်ကျွန်တော်150ဟုတ်အဲ့ဒါတပင်းရက်ကွက်ကရှင်ငါနဲ့ဒီလားဒီရက်ကွက်ကပါ ဒီရက်ကွက်ကတရားဒီဘက်ကြောင်ဟိုဘက်တောင်သုံးမှလည်းရှိသေးတယ် အဲ့ဒါဘယ်နဲ့စု အားလုံးပေါင်းကျွန်တော်တို့ဒီကံရွာမှာ160လောက်ရှိတယ်ဟို1600လောက်ရှိတယ် ဟောလူမူရင်းရှိတာ1600ဟိုဒီကုန်းတို့ဒုက္ခတွေကြီးပဲ လူကြီးလား လူကြီး ဟော မိသားစုကြီး ဟော1600ကုန်းလုံး2ရက်ကွက်3ရက်ကွက်ကိုဗျ3ရက်ကွက်ကိုပြူတော့ပုံလုံးကပြင်ထွက်နေရတာအများဆုံးကဒီကံရွာမှာတော့တရုတ်ကွက်ကိုအေဂျီကျွန်တော်မနေ့ကကောက်တာကိုဒီ66ခု96ရေယူတာနေစင်းရစားစင်းရပေါ်ဆရာကြီးဒီပုံမနေပြောမစင်းဒါတချို့ဒီလူရှင်တွေကဒါလိုက်လာဝေတဲ့ဟာပဲကျွန်တော်တို့မှာကောင်းရတာပါဥမာကိုနေရာကိုပြန်မနေနိုင်သေးဘူးခုနအချိန်မှလေခုနကတော့ရွက်ရှင်တဲတွေလိုတာတော့ပြောပွားပြီပေါ့နော်တခြားလက်တလောလိုနေရပါရှိသေးတယ်လက်တလောလိုနေရတော့စောင်းနေရပဲစောင်းနေရလေခုနကတော့သမင်းဘူးလာဝေတာရှိမယ်ဆိုရင်တခြားဘာလုံးမလဲကျွန်တော်ခုလောလောဆယ်လက်ရှိကတော့ဒါဖြစ်လေးတွေစောင့်နေကြတာဝါရရင်ပူကောင်းတယ်ဝါလို့သားလို့အခုလိုလေးပေါ့အခုလိုခိုင်ခန်းလေးနဲ့အဲ့လိုလေးခိုင်ခန်းလေးစောင့်နေမှဆိုကျွန်တော်ကဒါချစ်နိုင်သွားပြီလေကောက်ချီလည်းမကြောက်ဘူးဝါနဲ့ဆိုတော့ကျွန်တော်ကအောက်ကိုမြဲတယ်မမြဲဘူးဖြစ်နေနောက်ပြီးတော့အဲ့ဒီသမင်းတော့မဟုတ်ဘဲနဲ့လေစံနေစီနောက်ပြီးတော့ဟင်းချက်စရာတွေအဲ့လိုမျိုးတွေပြီးရဆိုလို့ရှိရင်ချက်စားလို့ဆင်းပြပါတယ်ဆင်းပြတယ်လားအဲ့ဒါမိသားစုပူရတာပေါ့